ဘယ်လိုဘယ်လိုဘယ်လိုကျွန်တော်တို့ဖះကိုသွားဖို့အတွက်ဒီလိုကားလေးစီးရတယ်ဗျအဲ့နောက်အဲ့လို expert ကားကြီးသွားလို့မရဘူးဆိုတော့ဒီကားသေးလေးစီးပြီးတော့သွားတာ3ဘိန်းပေါ့ဗျာ3ဘိန်းစီးသွားပါတယ်ဟောတယ်လေတော့သူ့3ဘိန်းဒါပေမဲ့ e-bike ဖြစ်သွားတယ်ဓာတ်စီတယ်မဟုတ်တော့စနစ်တဲ့တဲ့တော်လေးတော့သူကကင်မရာဝယ်ပြီးလိုက်ဟုတ်ဒါဒီခေအားဝင်ပေါက်တော့ရောက်ပြီနော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဖုန်းတွေပါပေးမယူပါဘူးကျွန်တော်တို့ဒီကင်မရာယူမယ်ဆိုရင်တစ်ခု100ပေးရပါတယ်ကျွန်တော်ဒီအထဲကိုဖုန်းတွေပါပေးမယူပါဘူးဗျရောက်ပါပြီ။ဒါဝင်ပေါက်ပါ Welcome to Maha Body ဒီကပလန်နေဝင်ရတာဖြစ်ပါတယ်ဒီထပ်ပြအောင်ပါဒါမှဘောဒီတွေကိုကျွန်တော်တို့ဆိုဟေးလာမကြီးဟိုးရင်းကြီးရကျောင်းတော်တွေကိုဝင်ဖူးဖို့တန်းစီနေတာဖြစ်ပါတယ်ဖះကိုကတ်ထားတဲ့ငပြောသည်ပါစွန့်လာတာပါဒါဖះကိုကတ်ထားတဲ့ငပြောသည်နဲ့လိမ္မော်ကြီးစွန့်လာတာပါဆွလာပါယူလာပါအေးစားပါဆေးပြစားဖြစ်ပါတယ်အ
आज मैं बताता हूँ जगह नहीं है ठीक है कहीं आस पास टच कर लो ठीक है होली प्लेस Anh vô đúng không mà lại chim à? လာပြီးတော့မှ body man လိုက်ကိုကြွတယ်ကြွပြီးတော့မျက်ခြေထုံးကိုကျဲလိုက်တဲ့ခါမှာအပရာဇိတပလင်ပေါ်လာတယ်လေအဲ့ဒီပလင်လိုပေါ်မှာပဲသတင်းသုံးပြီးတော့မှဘုရားဖြစ်တော်မူတယ်နော်အဲ့ဒါကြောင့်ပလင်ကတတဟာတပည့်ဆော့ဘုရားက9ရက်တိတိသတင်းသုံးတော်မူတာဖြစ်ပါတယ်ပလင်ကတတဟာပထမတတဟာလို့လည်းခေါ်တယ်နော်ဒုတိယတတဟာလို့ပြောလို့ဖြစ်ပါတယ်အာနိမိတ်တတဟာမြတ်စွာဘုရားနောက်ကိုတဲ့ပြီးတော့မှကြည်တော်မူတဲ့နေရာဖြစ်ပါတယ်မမိတ်တော့မြတ်သူကတနေ့ကိုတမီးတို့မြတ်တောင်ဆိုခဏခတ်တယ်ဘုရားကမြတ်တောင်စက်မမခတ်ဘူးတဲ့9ရက်တိတိမမိတ်တော့မျက်စိနဲ့ပလင်တော်ကိုကျေးဇူးတင်ပြီးတော့မှမမိတ်တော့မျက်စိနဲ့ကြည့်ရှုတော်မူတဲ့နေရာတဲ့အဲ့ဒါကြောင့်ဒါကအာနိမိတတတဟာမမိတ်တော့မျက်စိနဲ့ပေါ့နော်ကြည့်တော်မူတဲ့နေရာတဲ့ဒုတိယတတဟာလို့လည်းခေါ်ပါတယ်ဒီရပေါ့အဲ့ဒီပြီးလို့ရတယ်ယရနာဂရတတဟာဂရဆိုတာဂဲပေါ့ဂဲဆိုတော့အိမ်လေယရနာဆန်ကြောင်းအိမ်ဂျာဘာနာတာတီအောင်Jadi itu dia kan bisik ya ini bende orang mixi hoya gaya machine එක හොයාගත්තට පස්සේ ඔන්න දැන් පේනවා එනොතනි අපේ ඇහැට පේන්නේ නැති වුණ පළියට යම දෙයක් නැහැ වෙන්නේ කවුරු කියෙක් පළියට දෙයක් පේනවා වෙන්නේ නැහැ මාර්ගය උත්පාදනයේ මම පොඩි පාලනය Dạ ní bù lé thành đâu vậy cô ạ? Như đã là chi phí bao nhiêu này ạ? Vì vậy sao bây giờ con này thì đến đâu này chỉ mà akha mẹ mua và cha đó, akha mẹ mua và cha đó. Muslin là cái mi này, mấy sao bây giờ cái nào cũng phải ăn được món này thì phải bị cái bánh này để mua về thay đó. Vì vậy ai làm như vậy, babu xia này mà này này được không? Vì mà này nghe lúc đã là như vậy đấy. ငကယုံဖရားကဒီနေရာနဲ့စတင်တာဖြစ်ပါတယ်ရှင်။အဲ့လိုမျိုး9ရက်မြောက်တဲ့နေ့မှာတဲ့ဒီငကားမင်းရလူရောင်ဖန်ဆင်းလိုက်တဲ့ခါမှာမြတ်စွာဘုရားကဒုက္ခငါးဖြာကိုဟောကြားခဲ့တာဖြစ်ပါတယ်ရှင်။ဒါမွတ်စလင်နာတတ္တဟသတ္တမတတ္တဟပေါ့နော်မွတ်စလင်နာတတ္တဟဖြစ်ပါတယ်။ပြီးတော့မြောက်ပေါ့လေ9ရက်ခုမြောက်နင်းလုံးပင်တတမတတဟ9ရက်9 6 40ရက်ပြည့်ပြီးတော့နောက်ဒီကိုကြွလာတာဖြစ်ပါတယ်ဒါကနင်းလုံးပင်မြန်မာနိုင်ငံရဲ့စိုက်ပျိုးထားတာဖြစ်ပါတယ်မြတ်စွာဘုရားကဒီ9ရက်လုံး49ရက်လုံးဘာမှမဖုံးပြီးဆုံးပါဘူးဆော်ရီပါလည်းမတက်ဘူး9ရက်အားလုံးဒီမှာ9ရက်သတင်းသုံးပြီး49ရက်မြောက်တဲ့နေ့မှာပဲသဖုဒ္ဒနဲ့ဗန္ဓိကာဆိုတဲ့ပုံစံလာရင်းနဲ့သူတို့လဲရလေသွားလို့မရဘူးသူတို့ရဲ့စေတော်နဲ့တရားတွေတားထားတာတော့အရှိမဘုရားပွင့်ပြီးတော့ပြကြပါဆိုတော့ဒီညောင်လာရောက်ပြီးနေတဲ့အခါမှာသူတို့မှပါလာတဲ့တရားရည်တွေလို့ပြောတယ်နော်အဲ့ဒီမျိုးဒီပုံစံလေးလူတဲ့အခါမှာဘုရားမှာလူခံဖို့တပိတ်မရှိသေးဘူးလေအဲ့ဒီအချိန်မှာနှမင်းကြီး၄ပါးနေပါတပိတ်၄လုံးတယ်တဲ့တပိတ်၄လုံးနဲ့အလူခံလို့မရဘူးလေအဲ့ဒါ၄လုံးလုံးကိုဖြတ်လိုက်တယ်ဖြတ်ပြီးအပေါ်ကနေပြချလိုက်အနားလေးပါတဲ့တပိတ်တစ်လုံးဖြစ်ပြီးတော့မှအလူခံတော်မူတဲ့အဲ့တော့မှတန်ဖိုးနဲ့ကြားမရနဲ့ဆက်ခဲ့တဲ့ဒါတွေပဲတိုက်ပေါ့နော်ဒီမှာလည်းဖုန်းလေးသုံးဆောင်ပြီးတော့မှပထမဆုံးဒီမှာပေါ့စံတော်လေးရှေ့စုမြန်မာနိုင်ငံကိုရသွားတယ်ဘုရားတဲ့ရွှေတကုံဘုရားတဲ့တာလေးစုတက်ပုံရွှေတကုံဆိုတော့ဘုရားလေးစုလုံးရဲ့စံတော်လေးယာနဗရေနသမုကတဘုသုယာနဗနာဓိပတာနရစင်မိယာနဗနေချကတုယတိချတံကာရုဏိကေနပုရိပရိယံတံပရညာရေန
बुद्धो प्रज्ञावनाधिपता नरसिंहे प्रज्ञावनेन समूहतः बुद्धो प्रज्ञावनाधिपता नरसिंहे प्रज्ञावनेक्षकशूयति शक कारुणिकेन पुरे प्रविशन्तပြန်ပြီးတော့ထွက်လာပါပြီ ဒါကျွန်တော်တို့ဗုဒ္ဓဂါယာမှာရှိတဲ့အကြီးဆုံးမြန်မာကျောင်းပါ